ဖြစ်တယ်လို့နေဖြစ်တယ်လို့စာဘဝခရီးကိုရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေကလောကမှာအများကြီးပဲအများကြီးဖြစ်သည့်အတွက်ကြောင့်ဘဝအရေးမှာမျောလင်းချက်တွေဝေးပြီးတော့ကိုယ်သွားနေတဲ့လမ်းကိုအကောင်းထင်ပြီးသွားနေတော့လဲအဆိုးနဲ့တွေ့တယ်အဆိုးထင်ပြီးတော့နေတဲ့အရာတွေကလည်းအကောင်းဖြစ်ခြင်းဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့ဘဝတစ်ခုမှာဘယ်ဟာကအမှောင်လဲဘယ်ဟာကအလင်းလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့အရေးကြီးတယ်ဒီလိုသိဖို့ဆိုတာတာမန်အပြင်ပြောမယ်ဆိုရင်လွယ်တယ်လို့ထင်ကြသို့တော့ဒီအသိလေးကိုကဘုရားပွင့်တဲ့ခါမှမြတ်စွာဘုရားဟောကြားမှသိချရတာဖြစ်တယ်လွယ်လွယ်နဲ့သိနိုင်တာမဟုတ်ဘူးလောကလူဆိုပြီးတော့အသိဉာဏ်ရှိတယ်အုံနောက်ရှိတယ်လို့ဒီလိုပြောကြပေမဲ့လို့လူတွေမသိတဲ့အရာကအများကြီးပဲဖြစ်တယ်မသိလို့ပဲလောကလူတွေဟာယုံမိယုံရယုံပြီးတော့ရှောက်လန်းမိရလမ်းကိုရှောက်လန်းပြီးတော့နေကြအမှန်တရားဆိုတာနဲ့ဝေးကွာပြီးတော့နေကြလောကလူတွေဟာမျက်စိတဆုံးများသာကြည့်တတ်ပြီးထိုမျက်စိတဆုံးရဲ့ဟိုဘက်မှာဘာရှိတယ်ဆိုတာသိနိုင်စွာမရှိကြဘူးအဲ့ဒီသိနိုင်စွာမရှိတာလောကမှာဖျားပွင့်လာလို့လောကကိုအလင်းရောင်ပေးလိုက်တဲ့အခါကျမှလူသားတွေဟာအသိဉာဏ်ပေါ်ပေါက်လာတာဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှင်လူတွေဟာကဘာဦးကလူသားတွေကိုပဲကြည့်လိုက်ကဘာဦးကာလမှာသဘာဝအန္တရာယ်ကြီးတွေနဲ့ကြုံရတယ်ဒီကနေ့ခေတ်မှာလည်းသဘာဝအန္တရာယ်ကြီးတွေရှိနေတာပဲငရင်လှုပ်တာတို့ဆူနာမီဒီလိုင်းကြီးတွေတက်လာတာတို့မုန်တိုင်းကြီးတွေကျလာတို့သဘာဝအန္တရာယ်တွေရှိတယ်အဲ့ဒီသဘာဝအန္တရာယ်ကြီးတွေဟာဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုလူသားတွေဟာစိတ်မြစ်ကိုမသိနိုင်ကြဘူးမသိတဲ့အခါကျတော့တကုရှင်ကြီးတွေရဲ့အစွမ်းတကူကြောင့်အခုလိုဖြစ်နေတာလို့ထင်ပြီးတဲ့အခါမှာတကုရှင်တွေကိုကြောက်သဘာဝအင်အားစုကြီးရဲ့ချင်းချောက်မှုကိုကြောက်ပြီးတော့လက်မြောက်အရှုံးပေးတဲ့ဘဝမျိုးကိုရောက်သွားကြတယ်။နောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာအသိဉာဏ်တစ်ဖြည်းဖြည်းရလာတော့သဘာဝအင်အားစုကြီးတွေရဲ့အခြေအနေတွေကိုဘယ်လိုကာကွယ်ရမလဲ။ဘာကြောင့်ဒီသဘာဝဘေးရန်ကြီးတွေဖြစ်ပေါ်လာတယ်ဆိုတာအတော်အတန်သိရှိလာကြတဲ့အခါမှာလူတွေဟာကြောက်ရွံ့ခြင်းတစ်ဖြည်းဖြည်းလျော့ပါလာတယ်။သို့တော်လည်းပဲလူတွေဟာကြောက်ရွံ့တဲ့အစွဲလန်းကိုကြည့်ပြီးတော့ကိုယ်ွယ်မိရကိုယ်ွယ်နေကြတဲ့ထာဝရဘုရားလို့ဆိုတဲ့တကုရှင်တွေကိုအာကိုယုံ